တော်လမနက်ခင်းပါခင်ဗျာလူဒီမှာသတင်းဌာနရဲ့နိုဝင်ဘာ28ရက်မနက်ခင်းသတင်းစီစဉ်ကိုကျွန်တော်ကိုစောကတင်ဆက်ပေးပါမယ်။အေယာဝတဝါခင်မမျိုးနယ်ကကြေးရွာချုပ်ကိုစစ်ကောင်စီရေတပ်ကမြေတင်သားရေရင်တွေနဲ့စေကူသားဖို့အတွက်ကြောင်းပြကမြို့နယ်စစ်ကောင်စီအုပ်ချုပ်ရေးမှုအဖွဲ့ဝင်တူကတရားကိုငွေကျပ်3000ချီတောင်းကြရရှိနေပါတယ်။ဝါခင်မမျိုးနယ်မအူပင်မြစ်နာကညောင်ကုန်နဲ့ကနဆိုးကုန်းကြေးရွာအပါဝင်ကြေးရွာအုပ်စု83ကိုနိုဝင်ဘာ23ရက်မှာစစ်ကောင်စီရေတပ်ရေရင်ဖြစ်တဲ့ရွှေပစိုးနဲ့ရေရင်စက်ကူစတဲ့ရေရင်နှစီးဖြင့်နယ်လက်စစ်ကူသားမှုပေးနေတယ်လို့အကြောင်းပြကမြို့နယ်စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွင်းမှုADစွမ်းထက်မှာကြေးရွာတစ်ခုချင်းစီကိုငွေကျပ်3သိန်းခွဲကောက်ယူကငွေကြေးအလက်သုံးစားမှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေရဲ့တိုက်တန်းမှုကိုခြေခံကသတင်းတူတစ်ဖွဲ့ပသိမ်မှလူလူမြန်မာကိုပြောပါတယ်စစ်ကောင်စီရေတဲ့စိတ်ကူးသားမှုဖွဲ့တွေရဲ့တပ်တွင်စီယုံရဲ့အကြောင်းပြချက်အနေနဲ့ဒေသခံတွေပေါ်စိတ်ကူးသားမှုပေးနေမှုအပေါ်ADစွမ်းထက်ဆိုသူမှကြေးရွာပေါင်း83ခုထံမှာတရားကိုငွေကျပ်3သိန်းခွဲနှုန်းဖြင့်စုစုပေါင်းငွေကျပ်1095သိန်းကိုတင်းကျပ်တောင်းယူပြီးငွေကြေးလွှဲသုံးစားလုပ်ခဲ့တာလို့လူလူမြန်မာဒေသဌာနမှစုံစမ်းဖော်ထုတ်ထားပါတယ်။အခုလိုငွေကြေးလေးလံတောင်းယူနေမှုကိုဒေသတွင်းတော်လိုင်းအဖွဲ့ဖြစ်တဲ့သတင်းထူးတပ်ဖွဲ့ပသိမ်ရဲ့သတင်းထုတ်ပြန်မှုတွေပါဝင်ခဲ့တဲ့အတွက်ADစွမ်းထက်ဆိုသူဟာကြေးအုပ်ချုပ်ရေးမှုတွေကိုခေါ်ယူစုပူတာပြုလုပ်ခဲ့သလိုလက်ရှိနေရာမှာမပြောင်းနိုင်ဖို့မြောင်မြခန့်စစ်ကောင်စီအုပ်ချုပ်ရေးမှုမောင်မောင်နဲ့တိုင်းစစ်ကောင်စီအုပ်ချုပ်မှုစန်းထေးတို့အားတအုပ်ကိုငွေကျပ်3000စီလက်ငွေထုတ်ပေးထားကြောင်းမြမြခန့်စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေကလူလူမြန်မာကိုပြောပါရယ်ဒါပြင် AD ဆွတ်တက်ဆိုသူဟာစမှုတန်ပါဝဲတဲ့ကြေးရွာတွေထံမှအစားတို့လူတယောက်အတွက်တရားကိုငွေကျပ်10သိန်းအစားတို့လူမပေးနိုင်ပါကတရားကိုငွေကျပ်30စသည်ဖြင့်ကြေးရွာအုပ်ချုပ်ရေးအဖွဲ့ထံ2လတစ်ကြိမ်ကိုစုစုပေါင်းငွေကျပ်3000ဝန်းကျင်တောင်းနေတာဖြစ်ပါတယ်တစ်ဆက်တည်းမှာပဲ AD ဆွတ်တက်မိသားစုတွေအပျော်ခီးထွက်ဖို့အတွက်တာဝန်ထမ်းဆောင်ချိန်2023မှာလက်ရှိ2025အချိန်ထိအချိန်ကာလ2နှစ်ခွဲကျော်အတွင်း73စီပိုင်ဆိုင်ထားတဲ့ကြေးရွာအုပ်ချုပ်ရေးမှု90ဦးထက်မနည်းဟာတအုပ်ကို73စီဖို့ငွေကျပ်10သိန်းလစဉ်ပေးနေရတယ်လို့ကြေးရွာအုပ်ချုပ်ရေးအဖွဲ့သတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်